တင်ထားပေးတယ်ဘင်လာရင်ကောင်းလိုက်တာတယ်ဒီများပဲအလာလာတယ်ကျွေးပဲကြီးဒီများမိပါဒီများပဲလိုက်ထိုးထားတယ်ကောင်းပါတယ်ဗျာနော်ဒီများကိုကျိုးလိုက်တင်ထားပေးတယ်ဘင်လာရင်ကောင်းလိုက်တာကဲစားပြီးထိုးထားတယ်ဝေးသွားကြောက်သွားပြီဗျာနော်အမှတော့1လက်ပါကဲဒီဘက်ကတော့ပြင်များဟိုဘက်ကတော့ကျွေးဘင်လာတယ်ဗျာနော်ကျွေးထိန်းထားတယ်ကျွေးလိုက်တင်ထားပေးတယ်ဘင်လာရင်ကောင်းလိုက်တာဘင်လာရင်ကဲဘင်လာရင်စားပေးဗျာနော်ဘင်လာရင်ထိုးထားတယ်ပြင်များထိန်းထားတယ်ပြင်များပဲအလာလာလာမကတော့1လက်ပါပဲဗျာနော်ကဲပြင်များစားပေးပါထိုးထားတယ်ဘင်လာရင်ထိန်းထားတယ်ဘင်လာရင်မဲဒါလေးပတ်ထားခဲ့တယ်ဗျာနော်မကတော့လောက်1ပါဗျာနော်ကဲဟိုဘက်ကတော့ကျွေးပင်လာနေဒီဘက်ကတော့ပြင်များဗျာနော်ကဲ3ပွဲပါဒီမှာထိုးထားပြီကျွေးလိုက်တင်ထားပေးတယ်ဘင်လာနေပိုက်တိုးသွားတော့မှကတော့2လက်ပါဗျာနော်ကဲပြင်များစားပြီဗျာထိုးထားတယ်ကျွေးတစ်လုံးထုတ်ထားတယ်ကျွေးပဲကောင်းလိုက်တာဗျာနော်ဒီဘက်ကဒေးလေးကြီး3ယောက်ဗျာနော်ဒီ3ယောက်ကို3တစ်ပေးတာဒီ3ယောက်ကို3တစ်ကမတော်တော်မဖြစ်ဘူးလိုင်းထိုးထားတယ်ပြန်ထိန်းထားတယ်ပြင်များပဲကောင်းလိုက်တာဗျာကဲပြင်များစားပေးပါပြန်ထိုးထားတာလေးကောင်းလိုက်တာဗျာမက3လက်ဖြစ်သွားခဲ့ဗျာနော်ပြင်ထိုးထားတယ်နော်ထပ်မားပြန်ဗျာနော်မကတော့4လက်ဖြစ်သွားခဲ့ဗျာနော်ကဲပြင်များစားပေးပါမကတော့4လက်ဗျာနော်ဟောကောင်းလိုက်တာဗျာကဲအမကတော့လက်ဖိုးဗျာနော်ကျွေးစားပေးပါကျွေးစားပေးပြောင်းထိုးထားတယ်ဗျာနော်ဘယ်လိုမထိန်ထားတယ်ပြင်များပဲဟိုကနားလေးမနေလွဲနေတယ်ဗျာနော်ကျွေးနဲ့ဂျုံကြီးနားလေးမနေလွဲနေတယ်ဗျာနော်အမကတော့ဖိုးလက်ပါကဲပြင်များစားပေးပါဗျာနော်ထိုးထားတယ်ဂျုံကြီးထိန်ထားတယ်ဂျုံကြီးလိုက်တင်ထားပေးတယ်ပင်လာရင်ကောင်းပါတယ်ဗျာနော်ဒါတော့ဟိုဘက်ကထိပ်ကြီး3ယောက်ဗျာနော်ဒီ3ယောက်ကတော့ဒီ3ယောက်ကို3တစ်ပေးတာကျွေးစားပေးပါကျွေးထိုးထားပြီပြင်များမိတော့ပြင်များပဲအလုံးမမှန်လို့သေးကဲပြင်များစားပေးပါရိုက်ထားတယ်ကျွေးကြီးပြင်ကိုကန်ထုတ်လိုက်တယ်ဗျာနော်မှာတော့5လက်ဖြစ်သွားခဲ့ပြီဗျာနော်ကဲပြင်များစားပေးပါလက်ထိုးထားတယ်ပိုက်တိုးသွားခဲ့တယ်ဗျာနော်ကဲဒါလေးစားပေးပြောင်းထိုးထားတယ်ဗျာနော်အမှားတော့လက်ဖိုက်ပါလိုင်းထိုးထားတယ်ကဲအမှားကတော့1-5ဗျာနော်ဒါလေးစားပေးပါလိုင်းထိုးထားတယ်မြန်ပြီးသွားပြီပြင်များပဲ2-5ဖြစ်သွားခဲ့ဗျာနော်ပိုက်မကျော်တဲ့အတွက်ကဲဘယ်လားလေးစားပေးပါလိုင်းထပ်ထိုးထားတယ်တိုင်ပြီးသွားခဲ့တယ်နော်ကဲပြင်များစားပေးပါနော်ထိုးထားတယ်ကောင်းလိုက်တာဗျာစားပေးကြည့်ရတယ်ကဲပြင်များစားပေးပါလက်ထပ်ထိုးထားတယ်မကတော့2-6ဗျာနော်ကဲဘယ်လားလေးစားပေးပါနိုင်ထိုးထားတယ်ကဲပြင်များစားပေးပါဘယ်လားလေးတော့ထုတ်ထားတယ်ကျွေးလိုက်တင်ထားပေးတယ်ပင်လာရင်ကောင်းပါတယ်ဗျာနော်ကဲဘယ်လိုင်းစားပေးပါမကတော့2-6ဗျာနော်ဘယ်လိုင်းထိုးထားတယ်ပြင်များထိန်းထားတယ်ပြင်များပဲကောင်းလိုက်တာဗျာကဲပြင်များစားပေးပါဘယ်ထိုးထားတယ်ဘယ်လိုင်းတော့ထုတ်ထားပေးတယ်ကိုကျိုးကြီးလိုက်တင်ထားပေးတယ်ပင်လာရင်ကောင်းပါတယ်ဗျာနော်မကတော့2-6ပါပဲဗျာနော်ကဲဘယ်လိုင်းစားပေးပါဘယ်လိုင်းထိုးထားတယ်ပြင်များမိသွားပြင်များပဲကျိုးကြီးမိသွားပြီကျိုးကြီးလိုက်တင်ထားပေးတယ်ပင်လာရင်ပြင်တတ်မိတယ်များပဲဆက်ရိုက်ထားတယ်ဒူးကတော့ကောင်းလိုက်တာဗျာမှကတော့စစ်ကျူးပါပဲဗျာနော်ကဲပြင်များစားပေးပါငါထိုးထားပြီဝေးသွားခဲ့တယ်ဗျာနော်ကဲဘယ်လားနဲ့စားပေးပါမှကတော့2-6ဗျာနော်နိုင်ထိုးထားတယ်ပြင်များမိသွားပြီပြင်များပဲရွှေလိုက်ရုံနဲ့ကြောက်ရွှေလိုက်ရုံနဲ့လမ်းကဲပြင်များစားပေးပါအမကတော့စစ်တူးဗျာနော်မြတ်ထိုးထားတယ်ကိုကျွင်းချင်းထားတယ်ကျွင်းလိုက်တင်ထားပေးတယ်ပင်လာရင်ကောင်းပါတယ်ဗျာနော်အမကတော့2-6ပါပဲကဲပင်လာလေးစားပေးပါလိုင်းထိုးထားတယ်စားပေးလို့ပေါက်သွားခဲ့ဗျာနော်
ကဲဗလာလေးစားပဲပါအမှကတော့36ဗျာနော်တိုင်ထပ်ထိုးထားတယ်ပညာမိသွားပြီပညာပဲကောင်းပါတယ်ဗျာနော်ပြုံးနေဗျာနော်ကဲပညာစားပဲပါအမှကတော့63ဗျာနော်ထပ်ထိုးထားပြီလိုင်းလေးကိုကြာသွားတယ်ဗျာနော်အမှကတော့73ပါပညာထိုးထားတယ်ရှေ့ချင်းကျွေးတင်လာပြီကျွေးကြီးကောင်းပါတယ်ဗျာနော်အမှကတော့37မှာကဲဗလာလေးစားပဲဗျာအမှက37မှာဗလာထပ်ထိုးထားတယ်ပညာမိပါတယ်ပညာပဲကောင်းပါတယ်ဗျာပညာကဲပညာစားပဲပါထပ်ထိုးထားတယ်ကျွေးလုံးထုတ်ထားပေးတယ်ကိုကျွန်းကြီးလိုက်တင်ထားပေးတယ်ကျွေးကြီးကောင်းလိုက်တာကျွေးကြီးအမှကတော့7337မှာကဲဗလာလေးစားပဲဗျာနော်အမှက37မှာဗလာထိုးထားတယ်ညာပဲမကြော်ခဲ့တော့အမှကတော့47ဖြစ်သွားခဲ့ပြီဗျာနော်ကဲဗလာလေးစားပြပါပြန်ထထိုးထားတယ်ပြင်များထိန်းထားတယ်ပြင်များပဲကောင်းလိုက်တာနော်အမှကတော့74ဗျာနော်ပြင်များစားပြီးထိုးထားတယ်ဂျွင်းထိန်းထားပြီတွေးလိုက်တင်တာပေးတယ်ပင်လာရင်ကောင်းလိုက်တာပင်လာရင်အမှကတော့47ပါဗျာနော်ပင်လာနေစားပဲဗျာအမှကတော့47ပါလိုင်ထိုးထားတယ်ပြင်များလေးထိန်းထားတယ်ပြင်များပဲကောင်းပါတယ်ဗျာနော်ညားတယ်ဗျသူတိတ်မရိုက်ဘူးနော်ကဲပြင်များစားပဲပါပြင်များထိုးထားပြီကျွေးလုံးထုတ်ထားပေးတယ်တွေးလိုက်တင်တာပေးတယ်ပင်လာရင်ခရိုကန်ထားတယ်ကောင်းပါတယ်ဗျာနော်အမှကတော့47ပါကဲပင်လာနေစားပဲဗျာနော်ဒါလေးပုတ်ထားတယ်ပြင်များထိန်းထားတယ်ပြင်များပဲကောင်းလိုက်တာဗျာမတော်74ပါဗျာနော်ကဲပြင်များထိုးထားတယ်ကိုတွင်းထိန်းထားတယ်ကိုတွင်းကြီးလိုက်တင်ထားပေးတယ်ပြင်လာတယ်ကောင်းပါလေကဲကျွေးစားပြီးပြောင်းထိုးထားတယ်ဗျာနော်ကျွေးချုပ်ထားတယ်ပြင်များထိန်းထားတယ်ပြင်များပဲပြီးသွားပြီကောင်းပါလေဗျာနော်ပြင်များစားပဲပါဒီနေ့ရိုက်ထားပြီပြန်လုံးထုတ်ထားပေးတယ်တွင်းလိုက်တင်ထားပေးတယ်ပင်လာရင်မကတော့47ပါပဲဗျာနော်ကျွေးစားပဲပါကျွေးထိုးထားတယ်ထပ်ပြီးပြင်များပဲကောင်းလိုက်တာကဲပြင်များစားပဲဗျာနော်ညတာလေးထိုးထားတယ်ကျွေးလုံးထုတ်ထားပေးတယ်လိုက်တင်ထားပေးတယ်ပင်လာရင်ကောင်းပါတယ်ဗျာနော်မကတော့47ပါပဲဗျာနော်ကဲကျွေးစားပဲပါကျွေးထိုးထားတယ်ဖိုက်တိုးသွားခဲ့တယ်ကဲပြင်များစားပဲပါဗျာနော်ရိုက်ထားတယ်စားပဲလုံးပေါက်သွားခဲ့တော့အမှကတော့ကျွန်တော်တို့အိတ်ဖိုးဗျာနော်၄မှတ်သားနဲ့ပြင်များကွင်းချင်းသွားခဲ့တယ်ဗျာနော်ကဲဒီဘက်ကတော့ကျွန်တော်တို့ကျွေးကျွင်းပင်လာတယ်ဗျာနော်ဒါကတော့ထိပ်သီး3ကိုဖြုတ်ထားတာဗျာနော်ကဲပြင်များစားပဲဗျာနော်ညထိုးထားပြီးကျွေးလုံးထုတ်ထားပေးတယ်ကိုကျွင်းလိုက်တင်ထားပေးတယ်ပင်လာရင်ကောင်းပါလေဗျာနော်ဒါလေးစားပြပါလိုင်ထိုးထားပြီဝေးသွားခဲ့တယ်နော်မကတော့အိတ်ဖိုးပါဒီများစားပြပါဗျာနော်မကတော့အိတ်ဖိုးပါလက်ထိုးထားတယ်ကိုကျွန်းကြီးထိန်းထားတယ်ဗလာနေလိုက်တင်ထားပြီးတွဲကြီးကောင်းလိုက်တာဗျာနော်ဗလာလေးစားပြပါလိုင်ထိုးထားတယ်ကောင်းပါတယ်ဗျာနော်စားပြလုံးပေါက်သွားခဲ့တော့မကတော့58ပါဗလာလေးစားပြပါအမကတော့58ဗျာဗျာထပ်ထိုးထားတယ်စားပြလုံးတက်ပေါက်သွားတော့အမကတော့ကျွန်တော်တို့68ပါဗျာနော်ဗလာလေးစားပြပါလက်ထပ်ထိုးထားတယ်ကောင်းပါလေဗျာနော်ပြင်များမလေးရောက်တယ်အခုပွဲတော့မမေးလိုက်ဘူးကြက်ကြတယ်ပြင်များစားပြပါထိုးထားတယ်ဗလာလုံးထုတ်ထားပေးတယ်ကိုကျိုးကြီးလိုက်တင်ထားပေးတယ်ပင်လာရင်ကောင်းလိုက်တာဗျာနော်အမကတော့68ပါဗလာလေးစားပြဗျာနော်တိုင်ထိုးထားပြီပြင်များလိုက်ထင်းထားတယ်သိသွားပြီအမကတော့68ပါဗျာကဲပြင်များစားပြဗျာနော်အမကတော့68ပါကိုကျိုးကြီးထင်းထားပြီဗလာရင်ပြင်များပဲဗလာမိသွားပြီဗျာနော်ကိုကျိုးတင်ထားပေးတယ်ပင်လာရင်ကောင်းပါလေဗျာနော်အမကတော့68ပါဗလာရင်စားပြပါအမကတော့68ဗျာနော်တိုင်ထပ်ထိုးထားတယ်ဝေးသွားခဲ့တယ်ဗျာနော်ဒီမှာထိုးထားပြီဝေးသွားခဲ့တယ်ဗျာနော်ကဲဗလာရင်စားပြပါထိုးထားတယ်ပြင်များထိန်းထားပြီပြင်များပဲကောင်းပါလေဗျာနော်
များထိုးထားတယ်ကိုကျွင်းထိန်းထားတယ်ကိုကျွင်းလိုက်တင်ထားပေးတယ်ပင်လာရင်ကောင်းပါတယ်ဗျာနော်အမှတ်ကတော့စစ်အိတ်ပါကဲကျွေးစားပြီးပြောင်းထိုးထားတယ်ဗျာနော်အမှတ်ကတော့စစ်အိတ်ပါကျွေးထိုးထားပြီပြင်များကြည့်လားအိုးကောင်းပါတယ်ဗျာနော်ပြင်များကဲပြင်များစားပဲဗျာနော်ညာထိုးထားတယ်ကိုကျွင်းသားလေးထိန်းထားတယ်ကိုကျွင်းလိုက်တင်ထားပေးတယ်ပင်လာရင်ကောင်းပါတယ်ဗျာနော်ကဲကျွေးစားပဲပါအမှကတော့စစ်အိတ်ဗျာနော်ကျွေးထိုးထားပြီပြင်များထိန်းထားတယ်ပြင်များပဲကောင်းပါတယ်ဗျာနော်အမှကတော့အိတ်စစ်ပါကဲပြင်များစားပဲပါပြင်များထိုးထားတယ်ကဲပြင်လာနေစားပဲပါလန်ထိုးထားတယ်အိုးနည်းနည်းလေးပဲကွာအမှကတော့အိတ်စစ်ပါပဲဗျာနော်ကဲပြင်များစားပဲပါထိုးထားတယ်ဂျွင်းထိန်းထားတယ်ကိုဂျွင်းလိုက်တင်ထားပေးတယ်ပေးလာရင်ကောင်းပါလေဗျာနော်ကဲဗလာနဲ့စားပြဗျာနော်တန်ထိုးထားပြီဒီများထိန်းထားတယ်ဒီများကဲဒီများစားပြပါဗျာနော်အမှကတော့အိတ်စစ်ပါပဲများထိုးထားတယ်ကျွေးစားပြလုံးပေါက်သွားကြတော့အမှကတော့9စစ်ဖြစ်သွားခဲ့ပြီဗျာနော်ကဲဒီများစားပြပါများထိုးထားတယ်ကျွေးကျွေးပဲကောင်းလိုက်တာကျွေးကြီးကိုတင်ကိုတတ်သွားတယ်ဗျာနော်အမှကတော့စစ်9မှာကဲကိုကျွင်းစားပြဗျာနော်ကိုကျွင်းစားပြပြောင်းထိုးထားတယ်ကျွင်းထိုးထားပြီတင်များထိန်းထားတယ်ညာကောင်းပါလေဗျာနော်ကဲတင်များစားပြပါဗျာနော်တင်များထိုးထားတယ်ကျွေးကြီးစားပြလုံးထပ်ပေါက်သွားခဲ့တယ်ဗျာနော်အမှကတော့တန်းစစ်ပါကဲတင်များစားပြပါဗျာနော်တင်များထိုးထားတယ်ဘယ်လာလဲကိုကျွင်းလိုက်တင်ထားပေးတဲ့ကျွဲကြီးကောင်းပါလေဗျာကျွဲကြီးအမှကတော့စစ်တန်းဗျာနော်ကဲကိုကျွင်းစားပြပါကိုကျွင်းချုပ်ထားပြီပြင်များထိန်းထားတယ်ပြင်များပဲကောင်းပါလေဗျာနော်ပြင်များစားပြပါများထိုးထားတယ်အမှကတော့11စစ်ဖြစ်သွားခဲ့ဗျာနော်ဘယ်လာလေးဘက်မှာတစ်လုံးပေါက်သွားခဲ့တဲ့အတွက်ကောင်းပါလေဗျာစားပြမလွတ်နဲ့ငါညီပိုက်ကနည်းနည်းလေးအောင်ထထိုးထားတယ်ဝေးသွားခဲ့တယ်ဗျာနော်ကဲဗလားကိုကျွင်းစားပေးဗျာနော်ကျွင်းချုပ်ထားတယ်ပြင်များထိန်းတာပြင်များပဲကျွင်းလိုက်တင်ထားပေးတယ်ပင်လာရင်ကောင်းပါတယ်ဗျာနော်ဒီမှာကတော့7-11ဖြစ်သွားခဲ့ပြီဗျာနော်ကဲကိုကျွင်းစားပေးဗျာနော်ကိုကျွင်းချုပ်ထားပြီပြင်များထိန်းထားတယ်ပြင်များပဲကောင်းပါတယ်ဒီမှာကတော့8-11ဗျာနော်ကဲကိုကျွင်းစားပြပါကိုကျွင်းချုပ်ထားပြီကောင်းလိုက်တာပြင်များပြီးပါပြီဗျာကျွေးဟိုးကျိုးတော့စူးစားကြပေမဲ့လည်းမရခဲ့ပါဘူးဗျာနော်ကိုကျွင်းရောကျွေးရောစူးစားပေမဲ့လည်းချင်းလုံးကဆင်ထွက်သွားတယ်ဗျာနော်အမှကတော့11-8ပါနော်အမှကတော့11-8ဗျာနော်ပြင်များစားပြပါပြင်များထိုးထားတယ်ကျွေးကိုကျွင်းလိုက်တင်ထားပေးတယ်ပင်လာရင်ကောင်းပါတယ်ဗျာပင်လာရင်ခွဲထားတာနော်အမှကတော့8-11မှာကိုကျွင်းစားပေးဗျာနော်ရင်းချုပ်ထားပြီပြင်များထိန်းထားတယ်ပြင်များပဲကောင်းပါလေဗျာနော်မညာမတာဗျာရိုက်တယ်နော်မညာမတာကြီးကိုစောတာပါခဏသူပြောလိုက်တလုံးပေးရတယ်အဲ့ကြောင့်မကတော့11-8ဗျာနော်ပြင်များစားပေးပါပြင်များထိုးထားတယ်အိုးစားပေးတလုံးပေါက်သွားပြန်ဗျာနော်အမကတော့တွဲ8ပါကဲပြင်များစားပေးဗျာနော်အမကတော့တွဲ8ပါပြန်ထိုးထားတယ်ကျွေးကြီးလုံးထုတ်ထားတယ်ကိုကျွင်းကြီးလိုက်တင်ထားပေးတယ်ဘင်းလာရင်ခွဲထားတယ်ဗျာကောင်းပါတယ်နော်အမကတော့8တွဲဗျာနော်ကဲဘင်းလာလေးစားပေးဗျာအမကတော့8တွဲပါလန်ထိုးထားတယ်ကောင်းပါတယ်ဗျာဘင်းလာလေးစားပေးတလုံးပေါက်သွားခဲ့ပြီဗျာနော်ခုနကလုံးပေါက်သွားလို့ကိုတော့မကတော့9တွဲဗျာနော်အတိုင်းပဲငါကြီးကဲဘင်းမင်းစားပေးဗျာနော်ကထိုးထားတယ်အိုးတွဲဗျာနော်စားပြီးနှလုံးပေါက်သွားခဲ့ပြီဗျာနော်အားလုံး4လုံးရှိပါပါစားပြီးပေါက်တာတော့ကဲဗလာလေးစားပြီးဗျာအမတော့တန်းတွဲပါတန်းထိုးထားတယ်စားပြီးလုံးထပ်ပေါက်သွားပြန်ပြီဗျာနော်အမကတော့11တွဲဖြစ်သွားခဲ့ပြီဗျာနော်ကောင်းလိုက်တာဘယ်မစားပြီးကဲဗလာလေးစားပြီးပါဗျာနော်တန်းထပ်ထိုးထားတယ်ပြင်များထိန်းထားပြီပြင်များပဲကောင်းပါတယ်ဗျာနော်အမကတော့တွဲ11ပါဗျာနော်ပြင်ထိုးထားတယ်
ဘယ်လိုလိုက်တင်ထားပေးကျွဲကြီးကောင်းလိုက်တာကျွဲကြီးရဲ့ဒုံးပြန်ဖော်ပါဗျာနော်ဒုံးပြန်ဖော်ပါကျွန်တော်11တွဲဗျကျွဲရဲ့ဒုံးပြန်ဖော်ပါဒုံးပြန်ကဲဘယ်လိုစားပြဗျပြန်ချက်ထိုးထားတယ်အိုးနည်းနည်းလေးကွာငါညာမတော့တွဲ11ဗျာနော်ကျွန်တော်ပြင်များစားပြပါပြန်ထိုးထားတယ်ဒီမလုံးခုထားတယ်ဗျာနော်ပိတ်လိုက်တင်ထားပေးတယ်ဘင်းကောင်းလိုက်တာနော်ပွားခွဲတာတကယ်ကောင်းလိုက်တာမကတော့11တွဲဗျာနော်ကဲဘယ်လားနဲ့စပ်ပြပါမကတော့11တွဲဗျာနော်ပြန်ထိုးထားပြီစပ်ပြတော့ပေါက်သွားခဲ့ပြန်ပြီဗျာနော်မကတော့တွဲအော့ဖြစ်သွားခဲ့ပြီဗျာနော်ပြောင်းကဲဘယ်လားနဲ့စပ်ပြပါမကတော့တွဲအော့ဗျာနော်ပြန်ထိုးထားပြီကောင်းလိုက်တာဗျာစပ်ပြကြီးကအမကတော့ဟုတ်တွဲဗျာနော်အဲ့တော့ဟုတ်တွဲပါဗျာနော်ဗီလာနဲ့စားပိတ်တွေတကယ်ကိုလုံးနေတယ်ဗျာနော်ကျင်များရက်ကြည့်နေရတဲ့အနေထားပါကျွန်တော်အမကဟုတ်တွဲဗျာနော်နှလုံးရှိပါကြစားပိတ်ပေါက်တာဘုံဘုံရှစ်လုံးလားမသိနော်ကဲဗီလာနဲ့စားပိတ်ဗျာနော်နှလုံးထပ်ထိုးထားတယ်ဘယ်ခံထားတယ်ကျင်များပဲမလေးငါကျင်များစားပိတ်ပါနေရိုက်ထားတယ်ကျွေး3ခုထားပေးတယ်ပင်လာတယ်ကောင်းပါလေဗျာနော်ဗီလာနဲ့လင်မြန်ပြက်လက်မှုနဲ့အတူတမတ်မပေးလိုက်ရဘူးဗျာနော်ကဲဗမင်းစားပြပါအမကတော့ဟုတ်တွဲဗျာနော်ကြိုင်ထိုးထားပြီကောင်းပါလေဗျာနော်လိုင်းထဲကိုပြင်များပဲရှေ့မှာပြက်ကျသွားခဲ့တယ်ဗျာနော်အမကတော့တွဲဟုတ်ပါထိုးလိုက်ဗမင်းလုံးခုထားပေးတယ်ကျွေးကိုတင်ကိုကင်တက်ထားပြီဗျာနော်ကောင်းလိုက်တာကဲဗလာလေးစားပြဗျာအမကတော့ဟုတ်တွဲပဲနော်ပေါက်လိုက်တလုံးကွာအေးစားပြလုံးထပ်ပေါက်သွားတဲ့အတွက်ပြင်များရက်ကြည့်နေရတဲ့နေထားဗျာနော်အမကတော့ရက်ကြည့်နေရတဲ့နေထားလေ point 12ဖြစ်သွားခဲ့ပြီဗျာနော်ကဲအမကတော့ point 12ပါဗမင်းစားပြဗျာနော်အင်းထထိုးလာပြီပြင်များထိန်းထားတယ်ပြင်များပဲဟောဟုတ်မှတယ်ဗျာနော်ရိုက်သွားတယ်ကဲပြင်များစားပြထိုးလာပြီဗမင်းတလုံးခုထားပြီကျွေးကြီးပဲကောင်းပါလေဗျာနော်ကျွေးဖို့ကတော့ဆွဲဖို့ကတော့ဘလုံးဝမစင်းစားနဲ့ဗျာနော်ဆယ်ဖို့မလွယ်ပါဘူးကျွေးဖို့ကကဲအမကတော့ point 12ဗျာနော်ဘယ်လားနဲ့စားပြပါလိုင်းထိုးထားပြီနည်းနည်းလေးဝေးသွားခဲ့တယ်ဗျာနော်ကဲအမကတော့တွဲ point ပါဗျာနော်ပြင်များစားပြပါမထိုးထားတယ်ကိုတွင်းချင်းထားတယ်ကိုတွင်းတင်ထားပေးတယ်ဘေးလာရင်းကောင်းလိုက်တာဗျာဆက်ချင်းကြီးကနော်ကဲဘယ်နဲ့စားပြပါအမကတော့ point 12ဗျာနော်လိုင်းထိုးထားပြီပိုက်တိုးသွားတယ်ဗျာနော်ကဲပြင်များစားပြဗျာနော်ထိုးထားအိုးအဲကိုမင်းသားကြီးပါနော်ပထမပွဲကိုမင်းသားကြီးရှုံးသွားတယ်ဗျာနော်ကဲဘယ်နဲ့စားပြဗျာနော်အမကတော့ point 12ပါကဲထိုးထားပြီစားပြလုံးပေါက်သွားခဲ့ပြီဗျာနော်ကဲကျွန်တော်တို့ကျွေးကျွင်းပင်လာတင်တော့ကျွန်တော်တို့12မှတ်15မှတ်နဲ့ပြင်များကိုနိုင်ရရှိသွားခဲ့ပြီဗျာနော်ကျွန်တော်ပွဲစားမှာခောက်ချိုးတွေပြေးတာကျွန်တော်မဆွဲပါဘူးဗျာနော်